သောဘဗုဒ္ဓံပပုဇ္ဇန္တိတရာဂေါတမသာဝကယေတံဒီဝါစာရတောသဘာဝနာယရတောမနောယေတံယံရှင်လူအချင်းသူတို့ဤဝါချင်းသူတို့မှာဒီဝါစာဝိတထွန်းနေသဝံဤရှင်နှံထိန်နေအချိန်၌၎င်းရတောဇာယဝါတထွန်းလာပြည့်ဝင်ဤရှင်လင်းထိန်ညစ်အချိန်၌၎င်းနေဇံအမြဲဘာဝနာယတတ္တဝါအများကျူးစီးဝါကိုလိုလားဖွေရှာမေတ္တာဘာဝနာ၌ရတောသမာတိအဝါဝအသာကြ၍အာရရွှင်ပြောမွေလျော်တတ်သောမနောမေတ္တာကမ္မထံရလုံးဖြန်း၍ရွှင်လန်းမေတောင်းစိတ်ဓာတ်ကောင်းသည်အတ္တိတတ္တပညာချမ်းရန်ငါဖြင့်မှန်စွာပုံသေးရှိ၍နေ၏ဂေါရမသာဝကဂေါတမနွယ်ပါမြတ်ဖရာဤဟောကြားဓမ္မဩဝါဒကိုအာရပုံသေးလိုက်နာနေကုန်သောတေမေတ္တာအာယုံကောင်းစွာထုံး၍တလုံးလဲမိဝဲဆွဲသုံးစိတ်လုံးဖြင့်ရှင်ပြုံးကြည်လင်ထိုသူတော်စင်တို့သည်ဒရာနေယောညင်မှာအခါခတ်သိမ့်သာလျင်သောဘဗုဒ္ဓံကျက်တိမင်္ဂလာဆင်းမကွာပဲရင်စာပွားတို့ကောင်းစွာနိုးကြသည်မြည်လောက်အောင်ဘာဗုဒ္ဓံဒီကိုယ်စိတ်လမ်းဖြာစံပမာတို့ချမ်းသာအေးမြဘေးမခပဲနေဆဖြူမွေနိုးကြလေကုန်တည်းနေမှာပဲဖြစ်ဖြစ်ညမှာပဲဖြစ်ဖြစ်အမြဲခတ်သိမ့်မေတ္တာဘာဝနာတွေကိုပွားများနေမယ်မေတ္တာဘာဝနာနဲ့ထုံးနေတဲ့သူတော်စင်တို့သည်ဘယ်ချိန်ခါမှာပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်အမြဲတမ်းစမ်းပွင့်နေတဲ့ပုဂ္ဂိုလ်တွေအမြဲတမ်းပွင့်လန်းနေတဲ့ပုဂ္ဂိုလ်တွေအမြဲတမ်းတက်ကြွနေတဲ့ပုဂ္ဂိုလ်လို့မြတ်ဗုဒ္ဓဟောတော်မူခဲ့ပါလေတို့အတွက်ကြောင့်မေတ္တာဘာဝနာအမြဲတမ်းထုံပြီးတော့မျက်နာနဲ့ချစ်ခင်အတန်ကြာတနာစမ်းပွင့်အောင်နေကြပါစို့